ဖျားတွေဘာကြောင့်ရွှေရောင်ဖြစ်နေကြတာလဲအလှအတွက်ပဲလားတကယ်တော့ဖျားတွေကိုရွှေတင်တာဟာပူဇော်မှုတစ်ခုဖြစ်ပါတယ်ရှေးခေတ်ကလေးကလူတွေဟာကိုတန်ဖိုးထားတဲ့အရာတွေကိုဖျားထံပြီးအချင်းအဖြစ်ကုသိုလ်ယူကြပါတယ်ရွှေဆိုတာဟာတန်ဖိုးအမြင့်ဆုံးသတ္တုတစ်ခုဖြစ်ပြီးတန့်ရှင်းမှုနဲ့တကိုးကိုကိုစားပြုပါတယ်အထူးသဖြင့်ရွှေတကုံပကူရလိုမျိုးဖျားတွေမှာလူတွေကရွှေပြားလေးတွေကိုကိုယ်တိုင်တင်ကြပါတယ်ဒီရွှေပြားတွေကအလွန်ပါလွာပြီးတခါတည်းတင်ရင်ကြာမခံနိုင်ပါဘူးဒါကြောင့်လူတွေစက်တိုက်တင်လာတာကြောင့်ဖျားပေါ်မှာရွှေလွှာတွေအထက်ထပ်ဖြစ်လာပါတယ်တချို့ဖျားတွေမှာတော့ရွှေတင်တာအပြင်ထီးတော်မှာလည်းယေဒနာတွေတက်ဆင်ထားပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ရွှေတင်တာဟာအလှအတွက်မဟုတ်ပဲယုံကြည်မှုနဲ့ကုသိုလ်ကိုပြသတဲ့နည်းလမ်းတစ်ခုပါဒါကြောင့်ဖျားတွေတောက်ပနေတဲ့အရာဟာရွှေချောင်းတာမဟုတ်ပဲလူတွေရဲ့ယုံကြည်မှုကြောင့်ပါ follow လုပ်ပြီးနောက်ထပ်သမိုင်းနဲ့ဟိဝချက်တွေကိုမလွတ်စေနဲ့နော်